ဟိုခက်ကြမ်းကြမ်းလေးဖက်မလားဖွားလေးဖက်ရမလားခါမှမဖက်ဘူးလို့ရှက်လေကျမမိန်းကလေးလေဖွားလေးဖက် ဖွားလေးဖက်မလားရှင်းမျက်နှာဘယ်ကြည့်ရလဲမျက်နှာကကျမကိုကြည့်လေအော်ကြည့်ရမှာလား你这，你看我没写戏的时候，ဒီလူမျိုးနေရမှာဘာမင်းမလို့လူမြင်နေမကောင်းအော်နင်ကလည်းငါမင်းကလေးတော့ဘာမှမပြောငါနဲ့မေးစရာရှိလို့နင်တကယ်ချင်းကြီးပြောတာကြားတယ်နင်ငါ့ကိုကြိုက်နေဆိုငါလည်းဟိတ်မိပါတယ်နင်ငါ့အခါတည်းမှာဆိုလို့ရှိရင်ခုကြည့်နေရတယ်ငါကြိုက်တာမလားငါစဉ်းစားနေဟာဒီချင်းဟမ်ဘာစဉ်းစားမှလဲစဉ်းစားမဲ့သူကငါလေနင်ငါ့ချစ်လားမချစ်ပါလားပြောချစ်တော့ချစ်ပါချစ်နေကြာပြီဟုတ်လေရှာရက်ကြလေးဖြစ်ပြောဒါလေးတော့မပြောရဘူးလားချစ်တယ်ဆိုရင်ချစ်တယ်ပေါ့ကျမလည်းရှိကိုချစ်တယ်ဟာစဉ်းစားအောင်လေအချိန်နဲ့လာပေးအောင်အယောစဉ်းစားတော့ပါဘူးဟုတ်လဲဆိုတော့ရှင်ကယူသားတယ်ကျူးစားတယ်ပြီးတော့ဤစားခါမှမထားဘူးအားကြောင့်ကျမရှင်စားတယ်စဉ်းစားပြီးသားကျမရှိချစ်တယ်နော်ကျေးဇူးပါဒီချင်းအခုလိုမျိုးရုပ်လဲမချောဘာမှမပြီးဆုံးနဲ့ကျွန်တော်လူတယောက်ကိုအခုလိုမျိုးကျွန်တော်အချစ်ကိုလက်ခံပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဖြတ်တင်ကောင်းချီးပေးပါစေနော်ပြန်လိုက်ပါဦးအယောဒီမှာဟဲ့ပြန်တော့မလို့လားပြန်မနေဘူးအခုမှရီစားနေဖြစ်နေရဆောက်နေရတယ်ကျမဒီနေ့ကလာထိုင်နေထိုင်ရမှာလားထိုင်ဟုတ်ကဲ့ထိုင်နေဆိုရင်ထိုင်တော့ပြီနင်အောက်မှာထိုင်ခိုင်းတာမဟုတ်ဘူးအပေါ်မှာထိုင်ခိုင်းတာငါပြီးတော့မှထိုင်ခိုင်းတာရနော်ချစ်သူဖြစ်အနားမှာထိုင်လို့ရပြီနော်တခါမှမင်းကလေးအနားမှာမထိုင်ဘူးလို့ကြောက်ပြီးတော့ဟိုလက်ကိုကင်ဖလိုက်လက်ကိုဘေးဘက်လက်နဲ့ကန်ရမလားညာဘက်လက်နဲ့ကန်ရမလားပြီးရင်ဘေးနားမှာဖက်ရမလားအားမှာဖက်ရမလားပခုံးမှာဖက်ရမလားစညစ်တယ်ရှင်ရလဲရှင်ရဲ့ညာဘက်လက်နဲ့ကျမလက်ကိုကင်ပြီးတော့ရှင်ရဲ့ဘေးဘက်လက်နဲ့ကျမခုဖက်လိုက်ဖက်ရမှာဟိုခက်ကြမ်းကြမ်းလေးဖက်မလားဖွားလေးဖက်ရမလားတခါမှမဖက်ဘူးဆိုတော့လေရှက်လေကျမမိန်းကလေးလေဖွားလေးဖက်ပေါ့ဖွားလေးဖက်မှာရှင်းမျက်နှာဘယ်ကြည့်ရလဲမျက်နှာကကျမကိုကြည့်လေအော်ကြည့်ရမှာလားကြည့်နေပြီးတော့ကျမယူခုပါလက်ကိုနားလိုက်လက်ကိုနားရမှာလားရှက်လက်ကိုနားခိုင်းနေတာမဟုတ်ဘူးကျမလက်ကိုနားခိုင်းနေတာအော်လက်ကိုနားခိုင်းရမှာလားငါပြီးဆိုတော့နင်းနေနာငါပြီးဆိုတော့နင်းနေနာငါပြီးရင်စားထားတယ်ရှုပ်ဘာနဲ့ရလဲနားခိုင်းတာမဟုတ်ဘူးကျမရှက်တော့လို့ရှုပ်လို့ခိုင်းနေရတာတော်ပြီကျမပေါ့ဖွာလေးနားလိုက်ပေါ့ဘာကိုနားရမှာနားရမှာလားဟိုချစ်သူဖြစ်နားလို့ရပြီလားရှင်ဘာဖြစ်နေလဲနားရှင်နားလည်းလေအော်နားရမှာလားဟိုချစ်သူဖြစ်ရင်နားလို့ရပြီဗောနော်နားမယ်နော်ငါရဲ့ရည်ကြီးရှင်နားမလားမနားလားအော်နားချက်တော့မနားဘူးလို့နားမယ်နော်နားအရေးကြီးလားမရမနာတော့တကယ်ချင်းရှင်နားမလားမနားလားမရငါအရေးကြီးတော်ပြီကျမအိပ်ပြန်တော့မယ်အယောဒီမှာဆက်ဆိုင်ပါလားမလားကျမလိုက်ဖို့ပြီအဲ့ဒါတော့မရဘူးတကယ်ချင်းရဲ့မရဘူးဘာဖြစ်လို့လဲဟိုဘာဖြစ်လို့လဲဆိုတော့ဟိုဆိုင်ကကျွန်တော်တငယ်ချင်းစီကငါလာတယ်သူဟာသူ့ဆိုင်ကတယောက်ပဲစီရမယ်တဲ့ပြက်နေလို့တဲ့တယောက်ပဲစီရမယ်ဆိုတော့နော်ရှင်ကနော်ရှင်ကအဲ့လိုဆိုလို့ရှိရင်လေရှစ်ဆိုင်ကကျွန်တော်စီသွားမယ်ပြီးလို့ရှိရင်ရှစ်အိမ်မှာကျွန်တော်ထားပေးမယ်ဟုတ်အဲ့တော့လည်းမရပြန်ဘူးရှစ်ချင်းဘာလို့မရလဲတငယ်ချင်းသူ့ဆိုင်ကကျွန်တော်တယောက်တည်းပဲစီးရမယ်တဲ့တခြားတယောက်ကိုပြန်မငားနဲ့နော်လို့တေချာမာလိုက်တာကျွန်တော်ဂတိပေးထားတယ်နော်တော်ပြီလားနင်ကလေရိုးသားလို့လားမဟုတ်ဘူးရိုးအားတာသိလားနင့်လို့ကောင်းတဲ့ငါဒီလေးစပြက်ပြီဟာပြန်တော့မလားချစ်ဆိုတာဒီလိုမျိုးသားရဲ့အခုချစ်အခုပြက်ကြောက်တဲ့အချစ်ကကြောက်သွားပြီ
ကြောက်သွားပြီ